မိတ်ဆွေလက်ထက်မှာရှိနေဖုန်းတစ်လုံးကိုဘယ်လိုအသုံးပြုနေသလဲပေါ့မူတည်ပြီးတော့မိတ်ဆွေဘွားကဘယ်လိုဖြစ်လာမလဲဆိုတာနော်80ရာခိုင်နှုန်းလွှမ်းမိုးနေတယ်ကျွန်တော်ပြောချင်ပါတယ်။အားကြောင့်ဆိုဒီဗီဒီယိုဆက်ကြည့်ပေးပါနော်။ကျွန်တော်တို့ဒီဖုန်းကလူတိုင်းမှာအသုံးပြုနေရဖြစ်တယ်။လူ100မှာကျွန်တော်69ရောက်တော့သုံးတယ်မသုံးတဲ့လူမရှိသလောက်ပါနော်100လောက်သုံးတယ်ကျွန်တော်ပြောလို့ရပါတယ်။ဒါပေမဲ့ဒီဖုန်းကိုကျွန်တော်တို့ကဖုန်းပြောရုံဂိမ်းဆော့ရုံဇာကားကြည့်ရုံမဲသုံးတာလားဒါမှမဟုတ်ကျွန်တော်တို့ဘဝတိုးတက်ရေးအတွက်လေးလာမှုတွေဘာတွေသုံးလဲအဲ့ပေါ်မှာမူတည်ပြီးတော့မိတ်ဆွေဘွားဟာတိုးတက်ကောင်းမွန်ဘယ်လိုဖြစ်နေမလဲပေါ့နော်မိတ်ဆွေဘယ်လိုဖြစ်ချင်တာလဲအဲ့ပေါ်မူတည်ပြီးတော့ဖုန်းကိုဘယ်လိုအသုံးပြုနေလဲပေါ့မူတည်ပြီးတော့မိတ်ဆွေဘွားကွာရှောက်တောင်ဖြစ်ပါတယ်အခုကျွန်တော်တင်နန်းတယောက်ကမေးထားတဲ့မိကုန်းလေးကိုကျွန်တော်ဖုန်းတစ်လုံးနဲ့ကျွန်တော်လေးလာမှုလုပ်တဲ့နည်းလေးကိုမျှဝေပေးပါဖြစ်တဲ့မိတ်ဆွေဒီဗီဒီယိုကိုဆုံးအောင်ဆက်ကြည့်ပေးပါနော်โอเคမိတ်ဆွေဖုန်းကိုမိတ်ဆွေဘွားတိုးတက်ရေးပဲဘာကြီးကျွန်တော်လေးလာမှုလုပ်တယ်ပေါ့မူတည်ပါမယ်ကျွန်တော်ဒီမှာလေးလာမှုစော်ဝေးတွေများစွာရှိတယ်ကျွန်တော် Google နဲ့တိုက်ရိုက်လေးလာလို့ရတယ်အခုကျွန်တော်မျှဝေပေးမှလေးကဘာမျှဝေပေးမှလဲဆိုတော့ကျွန်တော်ဖုန်းတစ်လုံးရှိုံနဲ့ကျွန်တော်လေးလာတွေမှုတွေလုပ်လို့ရတယ်အခုလောလောဆယ်ကျွန်တော်ကိုကျွန်တော်ရဲ့မိတ်ဆွေညီကိုတယောက်ကကွန်ထရိုလာလေးတစ်လုံးမှာထားတာပေါ့နော်အဲ့ဒီကွန်ထရိုလာလေးတစ်လုံးမှာထားတာကိုကျွန်တော်တို့ကအခုဘာလုပ်ပေးမှလဲဆိုတော့နော်သူကဆရာတဲ့ကွန်ထရိုလာကကျွန်တော်အခုမှစာပြီးတက်မှာဆိုတော့တဲ့ကျွန်တော်နော်ဟိုပါပေါ့ကျိုးလေးတွေကိုစာရေးပေးပါဦးတဲ့အဲ့ဟုတ်ပြီငကြီးလေးရတယ်စာရေးစရာမလိုကိုစီမြောင်လုပ်ပြီးမဲလို့ဗီဒီယိုပိုင်းလေးပို့ပေးမယ်ဆိုကျွန်တော်အတူတူမျှဝေပေးနေမိတ်ဆွေအခြားသောညီကိုများလည်းကြိုးရှိအောင်ကျွန်တော်ဒီမျှဝေပေးပါမယ်နော်အဲ့တော့ကျွန်တော်ဒီမှာ Google ကနေကျွန်တော်တို့သွားမယ်ဘာလို့မှလဲဆိုတော့သူကတရုတ်စာလေးတွေပါတယ်တရုတ်စာလေးပါတာကိုကျွန်တော်တို့ကမြန်မာလိုဘယ်လိုဘာသာပြန်မလဲပေါ့နော်လွယ်လွယ်လေးပါနော်အဲ့တော့ကျွန်တော် Google မှာသွားပြီးတော့translate ဆိုပြီးတော့ဒီမှာကျွန်တော်တော့ရှာထားဆိုတော့ translate ဆိုတဲ့စာတမ်းပေါ်နေတယ်ဒါ DRANSNAD translate ပေါ့အဲ့ဒါကိုကျွန်တော်ဝင်လိုက်ပါမယ်ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်ကစလုံးကိုဘာသာပြန်ပါလားပုံကိုဘာသာပြန်ပါအဲ့တော့ကျွန်တော်ကစလုံးကိုဘာသာပြန်ပါမယ်ဒီမှာကင်မရာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာအင်္ဂလိပ်အဲ့ဒီမှာကျွန်တော်ပြောင်းသွားပါမယ်ဒီမှာကျွန်တော်ဒီဘက်မှာကျွန်တော်မြန်မာပြောင်းရပါမယ်နော်မြန်မာဘာမီပြောင်းရပါမယ်မြန်မာပြောင်းမယ်ဆိုတော့ပေါ်ဆုံးရှိနေပြီသားပါကျွန်တော်မြင်လိုက်တယ်မြန်မာဘာမီပြောင်းလိုက်မယ်ဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ကဒီမှာအင်္ဂလိပ်လူမြန်မာလို့ရေးထားတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာပြောင်းမှာကဘာကိုပြောင်းမှာလဲဆိုတော့ကျွန်တော်ဒီမှာတရုတ်စာကိုပြောင်းမယ်ကြည့်ကြည့်အောင်နော်အဲ့တော့ကျွန်တော်ဒီမှာဒါတစ်ခုကိုရင်ပြောင်းပြမယ်ဟုတ်ပြီဒါကတော့မော်တာစင်ဆာငန်းကြီးဒါကတော့မော်တာစင်ဆာကျိုးပါနော်အဲ့တော့ကျွန်တော်တို့ဒီမှာဒီကတစ်ခုကိုထပ်ပြီးပြောင်းပြကြည့်အောင်တရုတ်စာနဲ့နော်သူကသူအလိုလျော်ပြောင်းသွားတာဘာသာလဲသူသိပါတယ်နော်သူ့မှာ AI ပါတယ်ဒါဘာသာလဲဆိုသူသိပါတယ်ဒီမှာရေးထားတယ်ပြန်ပြောင်းသွားပြီ sorry Chinese တူမြန်မာတဲ့နော်လက်ကင်ကိုလှည့်ပါတဲ့ဒါဒီပါစင်စာကိုပြောတာဖြစ်ပါတယ်ကျွန်တော်ဒီမှာဘိုးတွေလည်းရေးထားပါတယ်နော်โอเคဒါဒီမှာအနီးရဲ့အနဲ့ရဲ့စိမ့်ရဲ့ဒါဒီပါစင်စာပါနော်အဲ့တော့ကျွန်တော်ဒါကမိတ်ဆွေညီကိုများအတွက်နော်translate ဘာသာပြန်နည်းလေးပါအဲ့တော့ကျွန်တော်ကဒီမှာသူ့တော့ကျွန်တော်အကုန်လုံးပြန်ပေးမှဖြစ်တယ်ထားပါတော့ကျွန်တော်ဒီမှာသိမများပါဘူးပြန်ပေးလိုက်ပါမယ်နော်တခြားမိတ်ဆွေညီကိုများမြင်ရအောင်လို့โอเคဒီဘက်လှည့်လိုက်မယ်နော်ဒီမှာပြောင်းကြည့်လိုက်မယ်ဓာတ်ပုံရိုက်ယူလို့ရပါဒီလေကောင်းဟာဓာတ်ပုံရိုက်တာပါနော်အဲ့ဒီဓာတ်ပုံရိုက်ယူလို့ရပါတယ်โอเคသုံးမြန်နှုံးနေမှာရောစာလေးတွေပါပါတယ်အဲ့တော့ဒါကကျွန်တော်တို့ကဘာလဲဆိုတော့နော်gear speed ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ကပြန်ထွက်မယ်အဲ့ဆိုကျွန်တော်ဒီမှာဒီနှစ်ခုကဒီကောင်က speed 1 2 3ဒီကောင်ကကျွန်တော်တို့ဒါဘာလဲဆိုတော့lever sensor နှစ်ခုရသွားပါပြီအဲ့တော့နှစ်ခုရသွားပြီဒီပါတဲ့အရာဒီအကုန်လုံးကိုကျွန်တော်တို့ကပြန်ယူလို့ရပါတယ်ဒီမှာတော့ကျွန်တော်တို့ကဒါတချို့ဆိုဒီမှာစာပါတယ်ဒီမှာတော့မပါတော့ဘူးဒါကတော့ motor sensor ပါနော် motor sensor အဲ့တော့သွားလိုက်မယ်နောက်တစ်ခုပြန်ကြည့်အောင်ဒီမှာโอเคသူကမြန်လှုပ်ချင်တော့အလဲကောင်ဝိုင်းလေးကိုနှိပ်ပေးရပါမယ်ဒါဆိုတော့ဒီမှာဘာသာပြန်ထားတစ်ခုရှိတယ်ကျွန်တော်လည်းဝေးသွားတယ်တက်ထွက်လိုက်မယ်သူကဘာသာပြန်ရင်ဒီကောင်ကဒီဝိုင်းလေးကိုနှိပ်လိုက်ပို့ပြီးတော့မြင်ရပါတယ်เนาะကျွန်တော်ဒီချက်လေးချိန်လိုက်မယ်ချိန်ပြီးတော့ဒီဝိုင်းလေးကိုနှိပ်လိုက်မယ်ဒီကင်မရာပုံဝိုင်းလေးကိုနှိပ်ရပါမယ်เนาะအဲ့ဒါဆိုပို့ပြီးတော့မြင်ရပါမယ်အဲ့ဒါမြင်တော့ကော်လန်ဟုတ်ပြီဒီမှာဒီလိုတော့ရှိရတယ်တချို့ဟာတွေကကျွန်တော်ကသူကဓာတ်ရိုက်ဘာသာပြန်တာတော့မဟုတ်ဘူးကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကိုယ့်အကူဖြည့်သွင်းရပါမယ်ဟုတ်ပြန်ထွက်မယ်နောက်တစ်ခုကျွန်တော်ဒီမှာချိန်မယ်ချိန်ပြီးရင်ဟုတ်ဒီဘက်ကိုလှည့်လိုက်မယ်ချိန်မယ်ချိန်ပြီးရင်ခုနကဒီကင်မရာရိုက်တဲ့ပုံလေးကိုရိုက်ကြည့်လိုက်ပါနှိပ်ကြည့်လိုက်ပါပေါ်လာပါလိမ့်မယ်အဲ့တော့အနှိမ် break တဲ့ဒီမှာနော်သူအကြောင်းမှာရေးထားပြီးတယ်အဲ့တော့ဒါbreak line နဲ့ပတ်သက်တဲ့ဟာနော်ဟုတ်ပြီနောက်တစ်ခုဒီမှာကြည့်ရအောင်
အဲ့တော့ဒီမှာကြည့်မယ်နောက်တစ်ခုကျွန်တော်တို့ဒီမှာဒီဆက်ချိန်မယ်ချိန်ပြီးခဏရိုက်လိုက်မယ်ပြောင်းမြန်ပြောင်းမြန်ဆိုတော့ရှင်းတော့ပေါ့ကျွန်တော်တို့ကဒါဘက်ကီယာကျိုးပေါ့ဗျာအဲ့ဒီတော့တကောင်ကဒါဘက်ကီယာကျိုးပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကအခုဒါ translate လုပ်ပြီးမိတ်ဆွေညီကိုလည်းမျှဝေနေကျွန်တော်ဒါတခြားသောမိတ်ဆွေညီကိုများလည်းအကျိုးရှိအောင်ပါနော်ဒါကတော့ကျွန်တော်တို့မော်တာကျိုးတွေကတိတ်တော့ပြောစရာမလိုဘူးဒါကတော့ကျွန်တော်တို့အပေါင်းတို့82ပို့ဝင်မဲ့ကျိုးနဲ့ကျိုးနော်နောက်ထပ်ဒီကျိုးသေးလေးအနီအောင်လေးကတော့ခွင့်အပေါင်းကျိုးပေါ့နော်ဒါပြီးဒါကျိုးကတိတ်တော့မကြံတော့ပါဘူးကျွန်တော်ပြပေးပါမယ်အဲ့တော့ဒီကောင်ကတော့ဒါ remove ကျိုးပါဒီမှာတော့သူဘာမှရေးမထားဘူး remove socket တက်တဲ့ကျိုး remove ကျိုးကနှစ်ပင်ပါလိမ့်မယ်နောက်ပြီးတော့ဒီမှာချက်ခုရှိပါသေးတယ်ဒီကောင်လည်း remove ကျိုးပါပဲနော်ဒီကျိုးရဲ့ခဏကအနီကျိုးရဲ့ကဒီကျိုးနဲ့ကျိုး remove ကျိုးပါဒါဆိုကျွန်တော်တို့ကဒါမော်တာကျိုးတွေနောက်ဝါစိမ့်ပြသုံးမင်းဒါဆိုတိတ်မကြံတော့ဘူးအဲ့တော့ဒီမှာခရမ်းအောင်လေးကျင်ပါဦးမယ်နော်တချို့ဟာတွေကကျွန်တော်တို့ဒီမှာဘာလဲဆိုတော့စာမပါဘူးစာမပါတော့ကျွန်တော်တို့ဒါလေ့လာမှုတွေထပ်တော့လုပ်ရတယ်ဟုတ်ပြီနောက်ထပ်ကျွန်တော်ကဒီမှာထပ်ပြချင်နေရရှိတယ်ဒီ controller တွေမှာကျွန်တော်တို့ motor socket တက်ပြီးဒီကောင်လေးကအလုပ်ဖြစ်မှာပါเนาะmotor socket တက်ပြီးသွားရင်ကျွန်တော်ဒါလေးကိုပြတ်လိုက်ရမယ်ပြတ်လိုက်ရင် motor သူ့ဟာသူအလိုလျောက်လဲလာပါမယ်လဲလာတာကိုကျွန်တော်တို့ရှေ့လဲရလားနောက်လဲလားကြည့်ပြီးတော့ကျွန်တော်တို့လိုအပ်ရင်ပြန်နောက်တစ်ခါဖြုတ်တက်လို့ရပါတယ်အဲ့အချိန်မှာ motor နောက်ကိုလဲနေရင်ရှေ့ကိုလဲလာမယ်အဲ့ဒါဆိုရင်တော့အဲ့ဒါကိုပြန်ဖြုတ်ထပ်လိုက်ရမှာပဲအဲ့ဒါဆိုရင်တော့အဆင်ပြေသွားပါပြီအဲ့တော့မိတ်ဆွေညီကိုများတွေဒါကကျွန်တော်တခြားသောညီကိုတယောက်ကဒီ controller လေးလှမ်းဝင်နေတောင်းဆိုတာလို့ကျွန်တော်အားလုံးအတွက်အတွေ့အကြုံရအောင်မျှဝေပေးလဲခြင်းဖြစ်ပါတယ်တီးပြီးသားလူများကတော့တီးပြီးသားဖြစ်ပါတယ်မတီးသေးတဲ့လူအကျိုးရှိစေခြင်းလို့ပါနော်တီးပြီးတဲ့လူများကတော့ကျော်သွားလို့ရပါတယ်အဲဆိုဒါတချို့မတီးသေးတဲ့မိတ်ဆွေညီကိုတွေအခက်အခဲရှိနေတာကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်မျှဝေပေးလိုက်ပါတယ်နော်အားလုံးပဲဒီနီးလိုင်းလေးနဲ့အဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါနော်ကျေးဇူးပါ